အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ငိမ့်အကျူ brain nook ကဒီချက်ငိမ့်ရွှေဖြစ်ပါတယ်ဒီချက်ဒီဗီဒီယိုလေးမှာတော့ grade 12 unit 12ပေါ့နော် intercultural communication လို့ခေါ်တဲ့ယဉ်ကျေးမှုများကြားပေါင်းသင်းဆက်ဆံရေးယဉ်ကျေးမှုများကြားပြောဆိုဆက်သွယ်မှုလို့ခေါ်တဲ့အခန်းအကြောင်းကိုရှင်းပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံနှိပ်စာအုပ်လေးရဲ့ခဲတံလေးရဲ့တွားယူလိုက်ရအောင်နော်ကဲအစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်ဒီချက်တို့စလိုက်ရအောင်ဒီပထမဦးဆုံးအပိုက်ကလေးကတော့ the 21st century war တဲ့အဲ့တော့ဒီ21ရာစုပေါ့နော် century ဆိုတာကရာစုနှစ်ကိုပြောတာအဲ့တော့21ရာစုကဘာကြီးကတဲ့ has become တဲ့ဖြစ်လာခဲ့ပါတယ်တဲ့ a more diverse community more diverse ပေါ့နော် diverse ဆိုတာကပုံမကွဲပြားသော community ဆိုတာကလူအဖွဲ့အစည်းပေါ့နော်အဲ့တော့အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပါတယ်တဲ့အဲ့တော့21ရာစုကဘာကြီးကဆိုလို့ရှိရင် has become ဖြစ်လာခဲ့တဲ့ a more diverse community လို့ခေါ်တဲ့ပုံမကွဲပြားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာတယ်ပေါ့နော် as a result of တဲ့ဘာကြောင့်ဖြစ်လာရတာလဲဆိုရင်ကွက်လက်ပေါ့နော် as a result of ဆိုတာကရလက်အနေနဲ့တဲ့ rapid changes တဲ့ rapid ဆိုတာကလျင်မြန်သော changes ဆိုတာကပြောင်းလဲမှုတွေin the ဘာမှဖြစ်လာတာလဲဆိုရင် global ပေါ့နော်ကမ္ဘာလုံးဆိုင်ရာ economy ဆိုတာကစီးပွားရေးကိုပြောချင်တာ technology ကတော့နည်းပညာဖြစ်ပြီးတော့မှ transportation ဆိုတာကတည်ယူပို့ဆောင်ရေးပေါ့နော်အဲ့တော့ global လို့ခေါ်တဲ့ဒီကမ္ဘာလုံးဆိုင်ရာပေါ့နော်ဒီ economy တွေ technology တွေ transportation တွေမှာ rapid changes လျင်မြန်တဲ့ပြောင်းလဲမှုတွေရဲ့ result ရလက်အနေနဲ့ကမ္ဘာကြီးကဒီ21ရာစုကမ္ဘာကြီးက more diverse community ဖြစ်လာခဲ့ပါတယ်တဲ့ there has been more contact တဲ့ contact ဆိုတာကကြတော့ထိတွေ့ဆက်ဆံမှုပေါ့နော်အဲ့တော့ more contact ဆိုတော့ပို့ပြီးတော့မှထိတွေ့ဆက်ဆံလာကြပါတယ်တဲ့ among people ဆိုတာကလူတွေကြားထဲမှာ who are from different religious ဘလို့လူတွေလဲဆိုရင်ပထမတစ်ချက်က different religious ဆိုတာကဘာသာရေးနဲ့ဆိုင်တော့ပေါ့နော်အဲ့တော့ဘာသာရေးတွေနောက်တစ်ခုကကျတော့ social ဆိုတာကကျတော့လူမှုရေးတွေနောက်တစ်ခုကကျတော့ ethnic ဆိုတာကတိုင်းရင်းသားမျိုးနွယ်စုတွေနောက်တစ်ခုကကျတော့ education နဲ့ပညာရေးပညာရေးဆိုင်ရာပေါ့နော် background ဆိုတာကကျတော့နောက်ခံတွေပေါ့ဒီနောက်ခံတွေဒီ education နဲ့ ethnic တို့ social တို့ religious တို့ရှိတဲ့ background နောက်ခံတွေက different ပေါ့နော်မတူညီကြဘူးအဲ့မတူညီတဲ့လူတွေပေါ့နော် people တွေကြားထဲမှာဘာတွေရှိလာတာလဲဆိုရင် more contact ပေါ့နော်ပို့ပြီးတော့မှထိတွေ့ဆက်ဆံမှုတွေရှိလာခဲ့ကြတယ်တဲ့တော့ကဘာကြီးက more diverse community ဖြစ်သွားတော့လေလူတွေကြားထဲမှာလည်းပို့ပြီးထိတွေ့ဆက်ဆံမှုတွေရှိလာတာပေါ့ therefore အဲ့ဒါကြောင့်မလို့ intercultural communication intercultural ဆိုတာကယဉ်ကျေးမှုများကြား communication ဆိုတာကပြောဆိုဆက်သွယ်မှုကတဲ့ plays an important role တဲ့အဓိကအခန်းကဏ္ဍကနေပါဝင်လာပါတယ်တဲ့အဲ့တော့ဘယ်မှာလဲဆိုလို့ရှိရင် in diverse ဆိုတာကကွဲပြားတဲ့ cultural ဆိုတာကယဉ်ကျေးမှုနဲ့ဆိုင်တဲ့ context ဆိုတာကအခြေအနေများပေါ့နော်အဲ့တော့ဒီ diverse cultural context ဆိုတာကယဉ်ကျေးမှုက cultural context ပေါ့နော် diverse ဖြစ်နေတာအဲ့တော့ယဉ်ကျေးမှုဆိုင်ရာအခြေအနေတွေက diverse ပုံမကွဲပြားနေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီ intercultural communication ကြီးက plays an important role အဓိကအခန်းကဏ္ဍကနေပါဝင်နေပါပြီတဲ့အဲ့တော့ intercultural communication နဲ့ intercultural ဆိုတာကယဉ်ကျေးမှုများကြား communication ဆိုတာကပြောဆိုဆက်သွယ်မှုပေါ့အဲ့တော့ယဉ်ကျေးမှုများကြားပြောဆိုဆက်သွယ်မှုဆိုတာက is a discipline ဆိုတာကဘာလဲဆိုလို့ရှိရင်နီလန်ဒါမှမဟုတ်လို့ရှိရင်စီးမြင့်စီကံနောက်တစ်ခုကဘာသာရက်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့အသစ်တော်ဆုံးဘာသာပြန်ရမယ်ဆိုလို့ရှိရင်ဘာသာရက်လို့ပြောရင်တော့၎င်းဒါမှမဟုတ်လို့ရှိရင်နီလန်လို့ပြောရင်တော့၎င်းပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်အဲ့တော့ intercultural communication ဆိုတာက is a discipline နီလန်တစ်ခုပဲဒါမှမဟုတ်ရင်ဘာသာရက်တစ်ခုပဲ that study အဲ့ဒီ intercultural communication ဆိုတာကလေ့လာတယ်ပေါ့နော်ဘာကိုလေ့လာတာလဲဆိုရင် communication လို့ခေါ်တဲ့ပြောဆိုဆက်သွယ်မှုကိုလေ့လာတယ်အဲ့တော့ပြောဆိုဆက်သွယ်မှုဆိုတာဘယ်ကြားထဲမှာလဲဆိုရင် across different culture ဆိုတာကမတူညီတဲ့ယဉ်ကျေးမှုတွေကြားထဲမှာနောက်တစ်ခါကျတော့ social group လို့ခေါ်တဲ့လူမှုရေးအုပ်စုတွေကြားထဲမှာပေါ့နော်အဲ့ဂျားတွေက communication ကိုလေ့လာတဲ့ဘာသာရပ်နီးလန်းတစ်ခုလည်းဖြစ်တယ်လို့မျိုး how culture ကတဲ့ effect ဆိုတာကအကျိုးသက်ရောက်တာ communication ဆိုတာကပြောဆိုဆက်သွယ်မှုပေါ့နော် culture လို့ခေါ်တဲ့ယဉ်ကျေးမှုကြီးက effect အကျိုးသက်ရောက်တဲ့ communication ပြောဆိုဆက်သွယ်မှုအပေါ်မှာ how ဘယ်လိုမျိုးအကျိုးသက်ရောက်တယ်လဲဆိုတာရယ် different cultures နဲ့ social groups တွေကြားတဲ့က communication ကိုလည်း studies လေ့လာတဲ့ဘာသာရပ်တစ်ခုလည်းဖြစ်ပါတယ်တဲ့
when we deal with people from different cultures တဲ့ when we deal with တဲ့ deal with ဆိုတာကပြောဆိုဆက်ဆံရတာပေါ့နော်အဲ့တော့ပြောဆိုဆက်ဆံရတယ်တဲ့ people ဆိုတာကလူတွေ from different cultures ဆိုတော့မတူညီတဲ့ယဉ်ကျေးမှုပေါ့နော်မတူညီတဲ့ယဉ်ကျေးမှုကွဲပြားခြားနားတဲ့ယဉ်ကျေးမှုကလူတွေနဲ့တဲ့ deal with ဆိုတာဘာလို့ရတဲ့အခါလဲဆိုရင်ပြောဆိုဆက်သွယ်ရတဲ့အခါကြရင်တဲ့ intercultural conflicts တဲ့ conflict ဆိုတာကပဋိပက္ခလို့ပြောချင်တာ misunderstanding ဆိုတာကနားလည်မှုအလွဲများတွေကတဲ့ may arise တဲ့ပေါ်ထွက်လာနိုင်ပါတယ်တဲ့ from differences ကွဲပြားမှုတွေပထမတစ်ချက်ကဘာတွေကွဲပြားလဲဆိုရင် cultural values လို့ခေါ်တဲ့ယဉ်ကျေးမှုဆိုင်ရာစံနှုန်းတွေပေါ့cultural values တွေယဉ်ကျေးမှုဆိုင်ရာစံနှုန်းတွေ tradition နဲ့ရိုးရာနဲ့ဆိုင်တဲ့ practices ဆိုတာအလေးအထားတွေအလေးအကျင့်တွေအဲ့ဒါတွေက differences ကွဲပြားနေတာကနေပြီးတော့မှ arise ပေါ်ထွက်လာနိုင်တယ်တဲ့ဘာတွေကပေါ်ထွက်လာမှာလဲဆိုရင် intercultural conflicts ရဲ့ misunderstanding ရဲ့ကပေါ်ထွက်လာမှာပါတဲ့ကဲဒီလောက်ဆိုလို့ရှိရင်တော့ဒီစာပိုက်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုနားလည်သွားပြီလို့မျှော်လင့်ပါတယ်အဲ့တော့ initial အနေနဲ့ဘယ်လိုစကားလုံးလေးတွေမေးနိုင်လဲဆိုတာကို teacher တို့ဆက်ပြီးတော့မှလေ့လာကြည့်လိုက်ရအောင်နော် century ဆိုတာကရာစုနှစ်ဖြစ်ပြီးတော့မှ diverse ကကွဲပြားခြားနားသောလို့အဓိပ္ပာယ်ရတယ်community ဆိုတာကကြတော့လူအဖွဲ့အစည်းလို့အဓိပ္ပာယ်ရပါတယ် result ဆိုတာကရလဒ်ဖြစ်ပြီးတော့မှ rapid ဆိုတာကလျင်မြန်သော changes ဆိုတာကကြတော့ပြောင်းလဲမှုများပေါ့နော်အဲ့တော့ global ဆိုတာကကမ္ဘာနဲ့ဆိုင်သော economy ကတော့စီးပွားရေးဖြစ်ပြီးတော့မှ technology ကတော့နည်းပညာဖြစ်တဲ့ transportation ဆိုတာကကြတော့တည်ယူပို့ဆောင်ရေး contact ကကြတော့ဒီနေရာမှာထိတွေ့ဆက်ဆံမှုလို့ပြောရပါမယ် religious ဆိုတာကဘာသာရေးနဲ့ဆိုင်သော social ကကြတော့လူမှုရေးနဲ့ဆိုင်သော ethnic ကကြတော့တိုင်းရင်းသားမျိုးနွယ်စုနဲ့ဆိုင်သော educational ဆိုတာကပညာရေးနဲ့ဆိုင်သော background ဆိုတာကကြတော့နောက်ခံလို့ပြောရမှာပါ intercultural ဆိုတဲ့စကားလုံးကတော့ယဉ်ကျေးမှုများကြား communication ဆိုတာကပြောဆိုဆက်သွယ်မှုကူးလူဆက်ဆံမှုပေါ့နော်နောက်အဲ့လိုလေးဘာသာပြန်ကြည့်လို့ရပါတယ် ROLE role ဆိုတာကအခန်းကဏ္ဍဖြစ်ပြီးတော့မှ cultural ဆိုတာကယဉ်ကျေးမှုနဲ့ဆိုင်တော့သူက adjective ပါဒီမှာပါတဲ့ culture ကကြတော့ noun ဖြစ်ပါတယ်ယဉ်ကျေးမှုလို့ပြောရပါမယ် context ဆိုတာကကြတော့အခြေအနေပါ discipline ကိုဇောနာပြောသွားတဲ့အတိုင်းပဲနီးလန်းလို့ဘာသာပြန်လို့ရပါတယ်ဘာသာရက်လို့လည်းပြောလို့ရတယ်လို့နောက်တစ်ခုကစီမင်းစည်းကမ်းလို့လည်းပြောလို့ရပါတယ်အတိတ်ပဲအကုန်လုံးသိထားတဲ့အခါကြလို့ရှိရင် initial ဖြေတဲ့အခါပို့ပြီးတော့မှအဆင်ပြေမှာပါ effect ဆိုတာကကြတော့အကျိုးသက်ရောက်တည်ပေါ့နော်deal with ဆိုတာကကြတော့ထိတွေ့ဆက်ဆံတာဖြစ်ပြီးတော့မှ conflict ဆိုတာကကြတော့ပဋိပက္ခဖြစ်ပါတယ် misunderstanding ဆိုတာကကြတော့နားလည်မှုအလွဲများသူက noun အနေနဲ့သုံးထားတာပါ arise ဆိုတာကကြတော့ပေါ်ထွက်လာတယ်လို့ပြောတာပါ values ကကြတော့တန်ဖိုးဖြစ်ပြီးတော့မှ traditional ဆိုတာကရိုးရာနှင်းဆိုင်တော့ practices ဆိုတာကကြတော့အလေးအထားဒလိထုံတန်းလို့လည်းတချို့တွေကပြောကြပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီအပိုက်ထဲမှာပါတဲ့ initial စကားလုံးလေးတွေကိုသိသွားပြီဆိုလို့ရှိရင်ဘယ်လိုမျိုးမေးခွန်းလေးတွေမေးနိုင်လဲဆိုတာကိုဒီချယ်တို့ဆက်ပြီးတော့မှလေ့လာကြည့်ရအောင်နော်လာနိုင်ခြေရှိတဲ့မိကွန်းလေးတွေကတော့ဒီမှာပေါ့နော်21ရာစုကဘာကြီးက 21st century world ကပေါ့နော် has become a more diverse community ဖြစ်လာတယ်လို့ပြောတယ်မလားအဲ့မှာ why မိကွန်းလေးလာနိုင်ပါတယ်ဘာကြောင့်လဲပေါ့နော်အဲ့တော့21ရာစုကဘာကြီးကဘာဖြစ်လို့များ more diverse community ဖြစ်လာရမှာလဲလို့မေးတဲ့အခါကြလို့ရှိရင်တော့အဖြေက as a result of rapid changes in the global economy technology and transportation ဒီကောင်တွေမှာ rapid changes ပေါ့နော်လျင်မြန်တဲ့ပြောင်းလဲမှုတွေဖြစ်သွားလို့ပါအဲ့တော့အဲ့မှာနောက်တစ်ချက်ကဗာမေးနိုင်လဲဆိုရင်ဒီလိုမျိုးပေါ့နော် rapid changes တွေဖြစ်လာတဲ့အခါကြလို့ရှိရင်21ကဘာစု21ရာစုကဘာကြီးကဘာဖြစ်သွားနိုင်လဲပေါ့နော် what can happen to what has happened to the 21st century world 21ရာစုကဘာကြီးဘာဖြစ်သွားမှာလဲလို့မေးတဲ့အခါကြလို့ရှိရင်เนาะသူက a more diverse community ကိုဖြည့်ပေးရမယ်ပေါ့နော်အဲ့တော့ဒီ21ရာစုကဘာကြီးက more diverse community ဖြစ်သွားပြီဆိုလို့ရှိရင်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလူတွေကပေါ့နော်ဘယ်လို background မျိုးရှိလဲပေါ့နော်အဲ့တော့ဘယ်လို background မျိုးရှိကြလဲလို့မေးတဲ့အခါကြလို့ရှိရင်เนาะ different religious social ethnic and educational background ပေါ့เนาะလူတွေမှာ what kind of background do people have ပေါ့လူတွေမှာဘယ်လို background မျိုးရှိလဲလို့မေးရင်เนาะဒီ different ကနေပြီးတော့မှဒီ backgrounds ထိပေါ့เนาะဖြည့်ပေးရမယ်เนาะနောက်တစ်ခုကကျတော့သူက intercultural communications ကပေါ့နော်ဘယ်အခန်းကဏ္ဍကနေပါဝင်နေလဲဘလို့အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေလဲပြီးဘယ်နေရာကနေပါဝင်နေလဲဝှဲမေးခွန်းလေးမေးနိုင်ပါတယ်
အဲ့တော့ intercultural communication အရေးကြီးတာကဘယ်နေရာမှာအရေးကြီးတာလဲဆိုရင်သူက in diverse cultural context မှာအရေးကြီးတာဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ intercultural communication ရဲ့အဓိပ္ပာယ်ကိုမေးမှာပါ What is intercultural communication လို့မေးတယ်ဆိုလို့ရှိရင်တော့ a discipline that studies communication across different cultures and social groups or how culture affect communications ပေါ့နော်ဒီဟာလေးကိုဖြေပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ပေါ့နော်ဒီမှာ intercultural conflicts တဲ့ဒီ misunderstanding ပေါ့နော်ပရိပက္ခတွေနားလည်မှုအလွဲတွေကဘယ်အချိန်မှာပေါ်လာနိုင်လဲတော့အချိန်ကိုမေးတဲ့အခါကြလို့ရှိရင်တော့ when we deal with people from different cultures ဒါလေးကိုဖြည့်ပေးရမယ်နောက်တစ်ခုကကြတော့ဘာကြောင့်ပေါ်လာနိုင်လဲwhy မေးခွန်းလေးမေးနိုင်တယ် why မေးခွန်းလေးမေးတဲ့အခါကြလို့ရှိရင်တော့ तू ကဘာကြောင့်ပေါ်လာမှာလဲဆိုရင် differences in cultural values and traditional practices cultural values တွေ traditional practices တွေ differences ကွဲပြားခြားနားမှုတွေကနေပေါ်လာနိုင်တယ်ဒီတစ်ကြောင်းထဲမှာတင် तू က when မေးခွန်းလေးလည်းမေးနိုင်တယ်လို့ how နောက်တစ်ခုကကြတော့ why မေးခွန်းလေးလည်းမေးနိုင်တယ်เนาะကဲဒါလောက်ဆိုလို့ရှိရင်တော့ဒီစာပိုက်ထဲမှာပါတဲ့အကြောင်းအရာလေးတွေရဲ့နားလည်ကြရှိတဲ့မေးခွန်းလေးတွေရဲ့နောက်တစ်ခုက initial အတွက်စကားလုံးလေးတွေရဲ့ကိုသိသွားပြီလို့မျှော်လင့်ပါတယ်ဒီချက်ရဲ့နောက်ထပ်ဗီဒီယိုတွေမှာပေါ့နော်တကယ်လို့ intercultural conflicts တွေဒီ culture ချင်းမတူညီတဲ့အခါဒါမှမဟုတ်ရှင်ဒီနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံပေါ့နော်တချို့အရာလေးတွေကွဲပြားနေတဲ့အခါဘလို့အရာလေးတွေလဲဆိုတာတော့ဆက်ပြီးတော့မှဖတ်ကြည့်မှသိမှာပေါ့နော်အဲ့လိုတချို့သောအရာလေးတွေကွဲပြားတဲ့အခါကြလို့ရှင်ဒီလို conflicts လေးတွေ misunderstanding လေးတွေပေါ်လာတဲ့ဆိုတဲ့အကြောင်းပေါ့နော်သူက example လေး၄ခုနဲ့ရှင်းပြထားတာပေါ့လေနော်အဲ့တော့ဒီချက်ရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်ပြီးတော့မှကြည့်ပေးပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကြမှာပဲပြန်တွေ့ကြမယ်နော်